ဒီနေ့တော့ကျွန်တော်တို့ Minecraft ကဘာထဲမှာအရန်ကိုထူးခြားတဲ့စွန့်စားကန်တစ်ခုကိုစတင်တော့မှာပါတောနက်ကြီးထဲမှာခေါ်ထားတဲ့ရှင်းဟောင်းဘုရားကျောင်းကြီးတစ်ခုကိုရှားတွေ့ခဲ့ပါတယ်အထဲမှာဘာရီရှိမလဲဆိုတာရင်ခွန်စရာပါပဲအထဲမှာတော့အရန်ကိုမောင်နေပြီးထောင်ချောက်တီလည်းရှိနေပါတယ်တေချာလေးတတိထားပြီးတွားရပါမယ်ဟိုတတိထားထောင်ချောက်တွေကနေလာအနက်မှာပါပဲလာဘာအိုင်ကြီးကိုလည်းဖျက်ကျော်ရအောင်မှာပါနောက်ဆုံးတော့ရတနာတေတာကြီးကိုရှာတွေ့ပါပြီကြည့်ပါဦးစိန်ဒီနဲ့ရွှေပန်းတီးတွေအများကြီးပဲအခုတော့ဖះเจ้าကြီးပြိုကြတော့မှာမို့လို့မြင်မြန်လေးပြန်ထွက်ရပါနဲ့လာပါမြင်မြန်ထွက်ရအောင်ကံကောင်းလို့လွတ်လာခဲ့ပါတယ်ဒီနေ့စွန့်စားခန်းကတော့တကယ်ကိုမိုက်ပါတယ်မင်းတို့လည်းအခုလို့စွန့်စားခန်းမျိုးတွေအနက်ဆိုင်ဆုံးအပန်းကိုရောက်နေပါပြီဒီမှာပိုပြီးရှုပ်ထွေးတဲ့လူဟချက်တွေရှိနေပါတယ်ဒီတကားကြီးကိုဖွင့်ဖို့အတွက်ဒီ redstone ပဟေလီကိုအရင်ဆုံးဖြည့်ချင်းရမှာပါဘယ်ခလုတ်ကိုအရင်နဲ့ရမလဲအော်ခလုတ်မှနိုင်ပြီလို့ထောင်ထောက်တကူပွက်လာပါပြီတတိထားမှချစ်တော့မယ်ညားဒီကနေကအနက်ကနေထွက်လာနေတာပါညံ့ညလေးရှောင်ရမှာမယ်ကံကောင်းသွားတယ်ပဟီလီကိုအောင်မြင်ဖြည့်ချင်းနိုင်ခဲ့ပါပြီတခါကြီးပွင့်သွားပြီဗျာဒီထဲမှာတော့တခဲကိုအဖိုးတန်တဲ့ပစ္စည်းတွေအများကြီးပဲဒါတွေကရှားပါနဲ့ obsidian တုံးတွေပဲဖြစ်ပါတယ်ဒီနေ့စွန့်စားခန်းကတော့ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလာပါပြီနောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတာ